ကိုအခြေအနေကိုဆင်ခြင်သုံးသပ်တတ်ငါလှုပ်နေတာဘာတွေနဲ့အချိန်ကုန်နေသလဲငါဘာလှုပ်တဲ့သလဲဆိုတာကိုအမြဲတမ်းဆင်ခြင်သုံးသပ်ရမယ်ဒီတဲ့အစင်းမြင်လို့နိဗ္ဗာန်ရချင်တယ်ဆိုလို့ရှိရင်တော့ဘယ်အရာမှမမြဲဘူးဆိုတာကိုသိရဆင်ခြင်နဲ့မမြဲဘူးလို့သိခြင်းဟာဘာအကျိုးရှိလဲလို့မေးကြည့်တွေ့တာမှုတွေကိုရှော့ချလို့ရတာလူတွေဟာတွေ့တာမှုဆွဲမဲ့မှုတွေပေါ်မှာတွေ့တာမှုဆွဲမဲ့မှုကိုအကြောင်းပြုပြီးတော့တွေ့တာတဲ့အရာအတွက်လှုပ်ချံလုံးမိသွားတတ်တယ်ပေါ့မကောင်းတာတွေလုံးမိသွားတယ်လုံးမိသွားလို့ဆိုးကျိုးတွေနဲ့တွေ့တတ်တယ်ဒါကြောင့်မို့တွေ့တာမှုကိုရှော့ချဖို့ရတယ်အရာခတ်သိမ်းဟာမမြဲဘူးဆိုတဲ့အနိစ္စတင်ညာသာဝရပြောင်းလဲနေတဲ့အရာတွေပဲလို့ဆင်ခြင်သုံးသပ်နိုင်ရမယ်လို့သူဆိုတယ်အဲ့ဒါလို့မဟုတ်လို့ရှိရင်ကိုယ်စိတ်တွေအာယုန်တစ်ခုထဲမှာစူးစီးလို့မရဘူးတမာရီမရှိလို့စိတ်တွေဟာလွင့်ပြန်နေတဲ့တည်ငြိမ်မှုမရဘူးဆိုရင်တမာရီကျင့်စဉ်လေးနဲ့ကိုယ်စိတ်လေးကိုငြိမ်အောင်အာယုန်တစ်ခုထဲမှာစူးစိုက်လို့ရအောင်လို့ကိုယ်ဘာလုပ်နေသလဲအဲ့ဒီဘာလုပ်နေသလဲဆိုတဲ့အချက်ပေါ်မှာကိုယ်စိတ်လေးတည်ငြိမ်အောင်ထားနိုင်ဖို့ကြိုးစားအဲ့ဒီနှစ်ခုကိုဇာယီနောလို့ပြောတာကပ္ပဒါအထုတ်ပြီဆိုလို့ရှိရင်ကတော့သမထကျင့်စဉ်ကိုလည်းဇာယီနောဝိပဿနာတရားအထုတ်တာလည်းဇာယီနောပဲသဘာဝကိုအသိမှန်ဆင်ញင်သုံးသပ်တယ်အဲ့ဒါတမာရီနဲ့ပညာတိုးတက်အောင်ကြိုးစားခြင်းလောကီကိစ္စမှာဇာယီနောဘာလို့ဟာကိုယ်စီးပွားဥစ္စာတိုးတက်နေတယ်ဆိုရင်ငါတနေ့ဝင်ငွေဘယ်လောက်ရှိတယ်ငါသုံးနေတာဘယ်လောက်သုံးနေလဲနော်ဖုံးဖို့တာအစားဖုံးဖို့တာဘယ်လောက်ကုန်သွားပါလဲဝင်ငွေရဘယ်လောက်ရှိသလဲဇာယီနောစဉ်းစားဆင်ခြင်ရမှာဖြစ်တယ်ပေါ့နော်အသုံးတွေကမြဝင်ငွေကရှားဆိုလို့ရှိရင်တော့တဖြည်းဖြည်းလုံးမပသွားမှသိကြတယ်ပယုတ်လုံးစီးပွားရေးဆိုဖြစ်သွားတာနော်ပယုတ်လုံးဟာအကြီးကနေတဖြည်းဖြည်းသေးသွားတာကြီးလာတယ်လို့မရှိဘူးတဖြည်းဖြည်းကုံသွားပြီးနောက်ဆုံးမှဘာမှမကြံတော့အဲ့ဒါလို့ဖြစ်တယ်အဲ့ဒါကြောင့်မလို့ကိုရှာတဲ့စီးပွားဟာပယုတ်လုံးမဖြစ်စေနဲ့တဖြည်းဖြည်းကြီးပွားတိုးတက်လာတဲ့ခြတ်တောင်ဘိုးတွေလိုပြားရည်ပြားအောင်ကြီးလိုကြီးပွားလာအောင်သာစ조사အထုတ်တင်တယ်ဒါဟာလေကိုယ့်ကိုချက်ကင်လုံးနေမှာသိမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့စာယီနောကိုလုံးနေတဲ့အလုပ်ပေါ်မှာအမြဲတမ်းလုပ်ရမှာစဉ်းစားတွေးခေါ်စီးပွားလုပ်ရင်ဒီစီးပွားကအကျိုးဘယ်လောက်ရှိတယ်မြတ်ဘာစီးပွားလုပ်ရင်ကောင်းမလဲခေတ်ချင်းတွေကဘယ်လိုရှိသလဲအမြဲတမ်းခေတ်နဲ့ရေမောင်တန်းနဲ့ဆိုတာသတင်းစာဖတ်မယ်စာဖတ်မယ်ရေဒီယိုနားထောင်မယ်တကယ်အရေးကြီးတဲ့အချက်တွေအပျော်နားထောင်တာပြောတာမဟုတ်ဘူးเนาะအပျော်ပါဆိုတာပျော်လို့ရပါတယ်ထိုက်တဲ့လောက်တော့ပျော်သို့တော့အလုံးနဲ့ပျော်တာကတမိုးပိုရှိသွားတယ်လုံးနဲ့ပျော်တာလေအလုံးနဲ့ပျော်ပြီဆိုတဲ့အခါကျတော့အလုံးလည်းအောင်မြင်တယ်စိတ်လည်းပျော်တယ်နှစ်ဖက်ကျိုးတိုးတက်တယ်ပေါ့နော်